စိတ်လှုပ်ရှားတယ်ဆိုလို့ရှိရင် worried and anxious ဖြစ်တာစိုးရိမ်စိတ်တွေနဲ့စိတ်လှုပ်ရှားတာဥပမာဆောင်းမွေးဖြစ်ရမှာလှုပ်ရှားတာဆိုလို့ရှိရင် nervous ကိုသုံးပါတယ် nervous for example I get nervous during exams he was too nervous to speak English အဲ့တော့ English စကားပြောဖို့အတွက်သူကအရင်စိတ်လှုပ်ရှားနေတယ် and she was nervous about riding a motorbike နောက်တစ်ခုကကြတော့ပျော်ရွှင်ပြီးတော့စိတ်လှုပ်ရှားတာသူကတော့ excited ပါ that means feeling very happy I'm really excited about my holiday အဲ့တော့ငါ holiday သွားရမှာမလို့အရင်စိတ်လှုပ်ရှားနေတယ် and then he was excited to see his favorite singer အဲ့တော့သူရဲ့ favorite singer ကိုတွေ့ရမှာမလို့အရင်စိတ်လှုပ်ရှားနေတယ် he was excited that his childhood friend was coming to visit အဲ့တော့သူရဲ့ငယ်တုန်းကတငယ်ချင်းလာလည်မှာမလို့အရင်စိတ်လှုပ်ရှားနေစိတ်လှုပ်ရှားပျော်ရွှင်နေတယ်အဲ့တော့ဒီမှာ that နဲ့နောက်က clause နဲ့လည်းသုံးလို့ရပါတယ် I'm excited at the chance to travel with you အဲ့တော့မင်းနဲ့တူတူခရီးသွားမယ်အခွင့်အရေးအတွက်ငါအရင်စိတ်လှုပ်ရှားပျော်ရွှင်နေတယ်ပေါ့အဲ့တော့အထူးသဖြင့် beginner level တွေမှာဆိုရင်ဒီ nervous နဲ့ excited ကိုမှားပြီးတော့သုံးတတ်ကြပါတယ် for example I was really excited during my exam တကယ်တော့ဆောင်းပွဲခန်းမှာစိတ်လှုပ်ရှားတယ်ဆိုတာကလည်းကြောက်စိတ်နဲ့စိတ်လှုပ်ရှားတာဒါဆိုရင် nervous so feeling very happy ဖြစ်နေတာကကြတော့ excited